ရောင်ရင်းတို့နှစ်ယောက်တို့ကရှေ့မှာပြိုင်ပွဲကြီးတော့အစင်းသင့်မယ် အစစ်စစ်ဆိုတာဘာလဲအကူလို့ရဲ့ကျမလေးတို့သိအောင်ပြောပြပါဦး ပြောပြပြိုင်ပွဲကြီးကတော့ထရီတော့ပြိုင်ပွဲကြီးပဲ ရောင်ကြီးရှုံးကြီးရောင်ကြီးလည်းမူးလာတာလားတကယ်ချင်းတို့ဒီတို့အတွဲလဲလွတ်လပ်အေးလေးတွေ့ကြပေါ့ငါတို့ကတော့အလိုက်တတိနဲ့ရှောင်ပေးရမှာပေါ့ဟုတ်တယ်မလားတကယ်ချင်းတို့ဟုတ်ပါဘူးဒါပေါ့ပါ